ဟောညီမနာမည်ကတော့မအေးမြတ်မို့လို့ခေါ်ပါတယ်ရှင်။သက္ကရာ27နှစ်ရှိပါပြီ။ရန်ကုန်မြို့ပါရှင်။ဆိုတော့ဒီကျောင်းလျှောက်တဲ့ process ကို try ဖို့အတွက်ကိုတစ်နှစ်လောက်တော့စောင့်ရတာပေါ့နော်။ဒီ visa တက်ရုံးဝင်တဲ့အချိန်ပေါ့နော်။နောက်ဆုံးဆင့်ပေါ့ visa fountain တဲ့အချိန်နောက်ပိုင်းကတော့ဒီဘယ်လိုပြောရမလဲ visa approve ဖြစ်မဲ့ဖြစ်ကိုပေါ့နော်။စိုးရင်ရတဲ့အချိန်ဆိုအဲ့နောက်ဆုံးဆင့်ကတော့အခက်အခဲဆုံးပါပဲရှင်။ကိုမြောင်းချီ college ကိုလျှောက်ထားပါရှင်။မိဘနဲ့တစ်ခါမှမခွဲဘူးလေဆိုတဲ့ခါကျတော့အခက်အခဲအများကြီးရှိမယ်ဆိုတော့တွေးပြီးတော့နည်းနည်းတော့ဝမ်းနေရပါတော့။ဒါပေမဲ့ကိုယ့်ဘဝ talent အတွက်သွားရဲဆိုတော့ဒီစိတ်နဲ့ခေါင်းနဲ့ထည့်ပြီးတော့အတင်ထားပါတယ်။ပြီးတော့ဒီသွားဖို့အတွက်ကိုလည်းပေါ့နော်။ကိုကပြင်ဆင်ထားတာရနှစ်နဲ့လည်းချီရဲပြီးတော့အခြေအနေရောပညာရောရှင်းထားရဲဆိုတော့သွားမရမယ်ဆိုတဲ့စိတ်နဲ့ပဲပေါ့နော်။အဲ့လိုမျိုးအပြင်လေးထားပါတယ်ရှင်။ level 3 theory လာထားပါတယ်ရှင်။ 5 star လုံးပြီးချင်ပါတယ်ရှင်ဝရီဟက်ကျိုးကိုကြိုက်ဆုံးကတော့ပေါ့နော်ညီမတို့ဒီတန်ရုံးဝင်တဲ့အခါမှာဆိုရင်စီးကိစ္စဝင်တာတစ်ချက်ရှိမယ်နောက်ပြီးဗီဇာဝင်တဲ့အခါတစ်ချက်ရှိမယ်ပေါ့နော်ဆိုတော့နှစ်ခါစလုံးမှာဝရီဟက်ကျိုးကနေပြီးတော့ဒီစာရဲဆိုင်ရဲ့ detail ပေါ့နော်တေချာပြင်ဆင်ပြီးတဲ့အတွက်ကြောင့်မို့လို့စာရဲလိုအပ်ချက်အကြောင်းမို့လို့တန်ရုံးကိုပြန်သွားရဲဆိုတဲ့အခါနှစ်ခါစလုံးမရှိခဲ့ဘူးပေါ့နော်အဲဆိုတော့စိတ်ချဆုံးဖြစ်ပြီးတော့ပို့ပြီးတဲ့အချိန်ကိုသက်သာရလို့ထင်ပါတယ်ရှင်ဘာသာစကားကိုလည်းတစ်ဖက်မှာကြိုးစားလုပ်ပေးပါနောက်တစ်ခုကကျတော့နိုင်ငံခြားသွားဖို့ဆိုတာလည်းကန်တရားရည်နဲ့ဆိုင်တာဆိုတော့ပေါ့နော်ဘာသာတရားလည်းမိပါနဲ့ပြောချင်ပါတယ်ရှင်လောလောဆယ်ကတော့ဒီ makeup artist ဘက်ကိုသွားမလို့စဉ်းစားထားပါတယ်ရှင်ဟုတ်ငကိုရလည်းဝါသနာပါတယ်ဆိုတော့လေဒီ makeup major ကိုယူမယ်လို့စဉ်းစားထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘွဲရပြီးသွားလို့ရှိရင်တော့ကိုရဲ့အိမ်ရောက်လို့ရှင်ကို့မှာဘလောက်အရေးချင်းချီလဲပေါ့မူတည်ပြီးတော့ပေါ့နော်အဲ့နိုင်ငံမှာပဲအလုပ်ဝင်မလားဒါမှမဟုတ်မြန်မာနိုင်ငံမှာပဲပေါ့နော်ကိုပိုင်စီးပွားရေးလုပ်ပြီးတမှုဝန်းကြောင်းလုပ်မလားဆိုပြီးတော့အခုတော့တွေးထားပါတယ်ရှင်